လက်ရှိမှာအဓိကစစ်မီးတောက်လောင်နေတာကအီရန်၊အစ္စရေးနဲ့အမေရိကန်သုံးနိုင်ငံကြားမှာဖြစ်ပါတယ်။ဒါပေမဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာအိမ်နီးချင်းလက်ဘနွန်နိုင်ငံတွေကိုအပြင်းထန်ကူးစက်သွားပြီးဘေရွတ်မြို့တော်အထိပုံကျဲခံနေရပါတယ်။အစ္စရေးကြီးတပ်တွေကလည်းလက်ဘနွန်တောင်ပိုင်းကိုကျူးကျော်ဝင်ရောက်နေပြီဖြစ်ပါတယ်။အီရန်ရဲ့လက်တုပ်ပြန်မှုတွေကြောင့်အမေရိကန်ခြေစိုက်စခန်းတွေရှိတဲ့အာရပ်ပင်လယ်ကွေ့နိုင်ငံတွေကလည်းစစ်တလင်းဖြစ်လာနေပါတယ်။ကူဝိတ်နိုင်ငံမှာရှိတဲ့အမေရိကန်စခန်းတိုက်ခိုက်ခံရလို့စစ်သည်6ဦးသေဆုံးခဲ့ပါတယ်။ UAE နဲ့ဒူဘိုင်းနဲ့အဘူဒါဘီမြို့တွေမှာအီရန် drone တွေကြောင့်ပောက်ကွဲမှုတွေဖြစ်ပွားနေပါတယ်။ကာတာနိုင်ငံဒိုဟာမြို့မှာဆိုရင်လည်းလေကြောင်းရန်ကာကွယ်စနစ်တွေအလုပ်လုပ်နေရသလိုဘာရိန်းနိုင်ငံမှာရှိတဲ့အမေရိကန်ရေတပ်ပစ္စမတပ်ဖွဲ့ဌာနချုပ်ကလည်းဒုံးကျည်နဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ဆော်ဒီအာရေဗျနိုင်ငံကအမေရိကန်တန်ယုံနဲ့ရေနံချက်စက်ရုံတွေဟာလည်းအီရန် drone တွေရဲ့ပြစ်မှတ်ဖြစ်လာခဲ့ပါတယ်။စစ်မီးဟာပိုပြီးဝေးကွာတဲ့နိုင်ငံတွေအထိကိုပါရောက်လာတာကိုတွေ့ရပါတယ်။စာပိုင်တန်နိုင်ငံရဲ့လေဆိပ်မှာအီရန် drone တွေကြားရောက်ပောက်ကွဲခဲ့လို့တူရကီနိုင်ငံဘက်ကိုဦးတည်လာတဲ့အီရန်ဒုံးကျည်ကိုနေတိုးတပ်ဖွဲ့တွေကကြားဖြတ်ပစ်ချခဲ့ရပါတယ်။ဆိုက်ဘရက်ကျွန်းကဗြိတိန်လီတပ်စကန်လည်း drone နဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။အီရန်နိုင်ငံမြောက်ပိုင်းကကတ်အခြေစိုက်စကန်တွေကိုလည်းအီရန်ကဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့လို့ဆီးရီးယားနိုင်ငံတောင်ပိုင်းမှာလည်းအီရန်ဒုံးကျည်ကြားရောက်မှုကြောင့်လူသေဆုံးမှုတွေရှိခဲ့ပါတယ်။အထူးခြားဆုံးကတော့အိန္ဒိယသမုဒ္ဒရာအတွင်းကတီရိလင်္ကာနိုင်ငံကမ်းလွန်မှာအီရန်စစ်သင်္ဘောကိုအမေရိကန်ကပြစ်မြုပ်လိုက်တဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။ဒါဟာစစ်ပွဲနယ်ပယ်ဟာပါရှန်ပင်လယ်ကွေ့တင်မကပဲအာရှတိုက်ရေပြင်ထိပါကျေပြန့်လာတာကိုပြသနေတာဖြစ်ပါတယ်။ဒါအပြင်ဂျော်ဒန်နိုင်ငံဟာလည်းသူ့ရဲ့လေပိုင်နက်ထဲကိုဖြတ်တန်းလာတဲ့အီရန်ဒုံးကျည်တွေကိုကြားပြတ်ပစ်ချခဲ့ရတာကြောင့်စစ်ပွဲထဲမှာတွယ်ဝိုက်ပြီးတော့ပါဝင်နေရပါတယ်။အခုဆိုရင်နိုင်ငံပေါင်း73နိုင်ငံထက်မနည်းဟာဒီစစ်ပွဲရဲ့ဒဏ်ကိုဓာတ်ရိုက်ခံစားနေရတာဖြစ်ပါတယ်။အခုလိုနိုင်ငံမြောက်များစီကိုစစ်မီးကူးစက်နေတာဟာဒေသတွင်းစစ်ပွဲထက်ကျော်လွန်ပြီးကမ္ဘာစစ်ပွဲကြီးတစ်ခုစီကိုဥတည်နေလောက်ဆိုတာစိုးရိမ်စရာဖြစ်လာနေပါတယ်။အမေရိကန်ကတော့အီရန်အစိုးရပြုတ်ကျတဲ့အထိဆက်တိုက်မယ်လို့ဆိုထားတာကြောင့်ဒီနိုင်ငံရေတွက်ဟာရှေ့ဆက်ပြီးထပ်မံတိုးပွားလာဖို့ရှိနေပါတယ်